အခုရှင်းပြမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့စတူဘီအမျိုးအစားကျွန်တော်တို့ X printer T ကျွန်တော်တို့201နဲ့301လေးတွေကို resi ပေါင်ချထုတ်တဲ့ပုံစံလေးကို driver သွင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ printer တွေကို resi ပေါင်ချထုတ်ခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးမိမိတို့ရဲ့ printer ကိုမုတ်အရင်ချိန်ထားပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ label to resi ကိုချိန်ထားပေးပြီးတော့ကျွန်တော်တို့ resi အလိပ်လေးတွေထည့်ပေးထားမှာဖြစ်ပါတယ်ထည့်ပေးထားတဲ့အချိန်မှာမိမိတို့ရဲ့ computer ထဲမှာကျွန်တော်တို့ရဲ့ installation လုပ်မဲ့ကျွန်တော်တို့ driver file လေးတွေရှိနေထားဖို့လိုပါတယ်ကျွန်တော်တို့ဘက်ကပေးဖို့ရင်တော့၎င်းကျွန်တော်တို့ client ဘက်ကနေပြီးတော့ပဲကျွန်တော်တို့ download လုပ်ရင်တော့၎င်းကျွန်တော်တို့ဒီ driver လေးတွေလိုအပ်ပါတယ် driver ရှိတဲ့အခါကျမှကျွန်တော်တို့က installation ဆက်လုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီကျွန်တော် point ထောက်ပြတဲ့ကျွန်တော်တို့ zip file လေးကိုအရင်ဆုံး extract ဖြည့်ပေးရမှာဖြစ်ပါတယ်ဒီ X printer driver v7.77 ဆိုတဲ့ file လေးကိုကျွန်တော် right click ကနေပြီးတော့ show more option ရတက်ဆင်ကျွန်တော်တို့ extract to ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီမှာ file ကဖြည့်ထားပြီးသားဖြစ်တဲ့ကြောင့်ကျွန်တော်တို့က yes to ပုံနဲ့ကျွန်တော်ထပ်ပြီးတော့ဖြည့်လိုက်ပါမယ်ဖြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့အပေါ်ဆုံးမှာအဲ့ဒီ folder လေးကြာနေပါလိမ့်မယ်ဒီ folder လေးကိုဖွင့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအဝါရောင် folder လေးတွေကိုနှက်ချက်နေပြီးတော့ဒီ software လေးကို installation လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ run ဖို့အတွက်ကျွန်တော်တို့နှက်ချက်နေဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ software တွေရဲ့သုံးစံတိုင်းပဲ license agreement ပါမယ် shortcut လေးပါမယ်ကျွန်တော် install လမ်းကြောင်းပါမယ်ကျွန်တော်ပြီးတဲ့အချိန်မှာဒီ software လေးကိုတန်းဖွင့်ပါမယ်ဆိုတဲ့အတွက် close ဖွင့်ထားပေးခဲ့ပါမယ်ပြီးကျွန်တော် finish ကိုနှိပ်ပါမယ်ကျွန်တော်တို့ဒီ box လေးပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ computer ရဲ့ Windows version ကိုရွေးချယ်ပေးဖို့လိုပါတယ် Windows 10 သို့မဟုတ် Windows 11ကျွန်တော်တို့ printer လေးရဲ့ interface က USB ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့201 printer လေးဖြစ်ခဲ့မယ်ဆိုကြလို့ရှိရင်ဒီနေရာမှာ58ကိုရွေးချယ်ပြီးတော့301ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က H80 ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ် H80 ရဲ့သဘောတရားတော့3လက်မဖြစ်ပြီးတော့58ရဲ့သဘောတရားတော့2လက်မဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာ58ကိုကျွန်တော်ရွေးချယ်ပေးပါမယ်ပြီးရင် check USB port ဆိုတဲ့ clock ကိုနှိပ်ပြီးတော့မိမိတက်ဆင်ထားတဲ့ printer ရဲ့ port number ကိုလည်းစစ်ဆေးလို့ရပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါက USB port number က3933နဲ့သူကပြထားပါတယ် printer မှာလည်းကျွန်တော်တို့ test pin ထွက်လာပါပြီဒါကျွန်တော် printer ကို test pin ဖြည့်လိုက်တဲ့သဘောပါပြီး okay ပေးပါမယ်ကျွန်တော်ပြီးလို့ရှိရင် install now ကိုကျွန်တော်ဆက်ပေးပါမယ် test pin ထုတ်လာမိတဲ့အခါကျရင်ထုတ်ရင်လည်းရပါတယ်မထုတ်ရင်လည်းရပါတယ်เนาะကျွန်တော်ဒီမှာတော့ no နဲ့ပဲကျွန်တော်ထွက်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ရဲ့ Windows printer setting တွေကိုကျွန်တော်သွားပါမယ်သွားပြီးတဲ့အချိန်မှာ Bluetooth and device ကတဆင့် printer and scanner ကိုသွားပါမယ်အဲ့ဒီအချိန်မှာကျွန်တော် printer နာမည်ထဲမှာကျွန်တော်ရွေးချယ်ခဲ့တဲ့ X printer HP 58ကိုကျွန်တော်တို့ရှာပေးရမှာဖြစ်ပါတယ်ဒီ printer လေးပါခင်ဗျအဲ့ printer လေးကိုပဲရွေးချယ်ပြီးတော့နှစ်လက်မဘောင်ချာတွေကိုထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ printer property သို့မဟုတ်နောက်ပြန်ဆုပ်ပြီးတော့ကျွန်တော်တို့ test print ဓာတ်ရိုက်ရွေးချယ်လိုက်ရပါတယ်ဒါကျွန်တော် test print ထုတ်တဲ့ပုံစံလေးပါခင်ဗျဒါ printing ထွက်တဲ့အတန်လေးကြားရမယ်လို့ထင်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ X printer portable လေးတွေကို resi printer driver နဲ့ကျွန်တော်တို့ printing video file လေးကဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်